တငယ်ချင်းနဲ့အဲ့ဒီတငယ်ချင်းဆိုတဲ့ကောင်ကြီးသိလားငါစားစားပြီးတော့ဂိမ်းဆော့ကလေးပေါင်းလာတဲ့ကောင်ကြီးခုနောက်ပိုင်းငါနဲ့တက်တော့ပေါ်မှာခင်နေတော့ line ပေါ်မှာဂိမ်းမှာ public ကနေတွေ့လို့ခင်နေကွာသိလားပေါင်းလာတဲ့ကောင်ကြီးနော်ငါနဲ့ပေါင်းလာတဲ့ကောင်ကြီးကုန်မေးကြည့်လိုက်ငါ respect ကြည့်လားမရှိလားလို့သူတို့ထင်တော့ငါမရှိဘူးမှန်နေရောက်ကြီးအတကူလို့စိတ်ဆိုးတယ်စိတ်ဆိုးပြီးတန်းဘလော့တာပဲရောက်ကြီးအကြီးကြီးမှန်းလည်းမသိဘူးငယ်ငယ်မှန်းလည်းမသိဘူးစကားပြောဖို့နေရိုင်းဆိုင်လိုက်တာအေးမှန်နေကွာရောက်ငါရိုင်းနေဒါပေမဲ့လည်းမင်းတို့ငါနဲ့စပေါင်းကြတဲ့ကငါပြောခဲ့တယ်ဒါပေမဲ့မင်းတို့လို့ငါမင်းကြီးတော့ကြီးပဲကွာဒါပေမဲ့ငါအသက်ကြီးလည်းမတတ်နိုင်ဘူးလို့ငါအကျင့်ပါသွားတယ်ငါမင်းကကွာချမရလားမင်းတို့ရားတယ်လို့မင်းတို့စောက်ပါစက်ကြီးကနေပြောခဲ့တယ်နော်အေးငါရိုင်းနေရအောင်အေးတိလားမင်းတို့ကနေကကွာတော်တော်လေးပေါက်နေပြီကွာတိလားငါ့ကိုအဲ့လိုကြီးမထင်ကြနေပါတိလားငါဂိမ်းဆော့တာစတီးမရှိဘူး respect မရှိဘူးမင်းတို့ထင်တယ်လို့မှန်နေအောင် respect မရှိဘူးပဲစားရိုင်းနေဂိမ်းလည်းမဆော့တတ်ဘူးလားတိလားမဆော့တတ်ဘူးဆိုတာကမင်းတို့လိုလေရောက်ရင်အိမ်မှာကိုးမှာကွာမင်းတို့လိုပဲထိုင်းပြီးဂိမ်းဆော့နေရတဲ့ကောင်မဟုတ်ဘူးစောကတည်းကငါဗီဒီယိုတွေတင်လာခဲ့မင်းတို့သိပါဘူးမင်းတို့လိုအဲ့မှာမူးမန်းငင်ငင်လေးတွေနဲ့ရောက်ရင်ဖုန်းကခိုင်းလို့သုံးလိုက်ရောက်ရင်သွားရင်ဆွဲတဲ့နေရာသွားတဲ့ဥစ္စာကြီးလည်းမဟုတ်ဘူးရောက်ငါစော့ရင်အလုတ်သေးမှာသုံးမင်းပေါ်မှာကားပေါ်မှာအဲ့လိုဆိုရတာကွာရောက်ကြည့်လားမင်းတို့လိုအိမ်မှာထိုင်းဆော့သွားတော့ရောက်တပတ်အတွင်းမှာကြည့်လားမင်းတို့ဖြစ်ချင်တဲ့မင်းတို့ရောက်ချင်တဲ့ run နေမင်းတို့တက်ချင်တဲ့စကလေးတွေဆိုတာဖြစ်ဖို့ဖြစ်လာတဲ့ရောက်အိမ်မှာဆိုရင်တကယ်ဆိုတာမင်းတို့လိုလေပုံမှန်ထိုင်းနေတဲ့ကောင်းကြီးလည်းမဟုတ်ဘူးငါမှစိတ်ညစ်စရာရှိရင်ငါစောက်ဘောလုပ်တယ်ကွာမင်းစောက်ဘောလို့ပြောတယ်ငါလက်ခံတယ်မင်းတို့ကောင်နေအဲ့လောက်ကြီးမနေညာနေဒီငါကလည်းရိုင်းနေနော်ဒီလောက်ပဲမင်းတို့ကောင်နေစောက်သေးပေါက်နေမပေါင်းချင်မပေါင်းကြနဲ့